တရား29ခုမြောက်သောစာလံထာဝရဘုရားသည်အိမ်ကိုစောက်တော်မမူလျှင်စောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောက်တော်မမူလျှင်ကင်းစောက်တို့သည်အချီးနှီးဆောင်ကြ၏စောစောထားလျက်ညနှင့်တည်တိုင်အောင်မိဘဲနေလျက်ပင်ပန်းစွာအစာစားလျက်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏ဖွားမြင်သောသားသမီးတို့သည်ထာဝရဘုရားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏အသက်ပြိုစင်ဖွားမြင်သောသားသမီးတို့သည်သူရဲ့လက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏မိမိမြားတောက်ကိုသူတို့နှင့်ပြည်စီသောသူသည်မင်္ဂလာရှိ၏သူတို့သည်ရှက်ကြောက်ခြင်းမရှိရန်သူတို့ကိုတကားဝါ၌စီးတားကြလိမ့်မည်128ခုမြောက်သောစာလံထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်တော်သမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထိုတို့ပြုလျင်တင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအဆန်ကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်သင်ဤမယားသည်တင့်အိမ်နာမှများစွာအတီးတီးသောစပစ်နွယ်ပင်ကဲ့သို့၎င်းသားသမီးတို့သည်တင့်စပွဲပတ်လည်၌စိုက်ပျိုးသောတန်လွင်ပင်များကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူသည်ထိုသို့သောမင်္ဂလာရှိရလိမ့်မည်ထာဝရဘုရားသည်စိအုန်တောင်ပေါ်ကကောင်းချီးပေးတော်မူ၍ယေရုရှလင်မြို့ခံရသောကောင်းကျိုးကိုတစ်သက်လုံးမြင်ရလိမ့်မည်မိမိသားသမီးတို့၌ဖွားမြင်သောသားသမီးတို့ကိုလည်းမြင်ရလိမ့်မည်ဣတိလအမျိုး၌မြင်ဝတ်ခြင်းရှိပါစေသော